မြေချမ်းရင်ရပြီလို့လိုင်းပေါ်ကနေအားချောင်မိတဲ့မိုးကုတ်သူကတော့ခွေးတက်ပြန်ဝင်လာချိန်မှာတော့အိမ်မပြန်နိုင်တော့လို့ငိုကြီးချက်မှဖြစ်နေလေရဲ့ ဘာရွယ်ချက်နဲ့ဘာတွေဘလို့မုန်းတီးပြီးဘလို့လုပ်တယ်လဲမသိပဲမဲ့ကျမမိသားစုကျမမောင်နှမကျမမိကိုနေတဲ့မိသားစုမှာတော့ကျမတန်ဖိုးရှိတဲ့ကျမတန်ဖိုးရှိတဲ့ကျမတန်ဖိုးရှိတဲ့သူတရားမေးကြည့်ကျမမိသားစုကျမအတိုင်းဝိုင်းကျမမောင်နှမတွေမှာမေးကြည့်ပါမလို့မုန်းထားတဲ့စိတ်လေးတစ်ခုနဲ့သူများဘဝဒုက္ခရအောင်မလုပ်ကြပါနဲ့သိလားကျမနဲ့လုပ်ငန်းတွဲလုပ်တယ်လို့ကျမပေါင်းပြီးတဲ့လူတွေလည်းကျမအကြောင်းသိတယ်သိလားကျမအကုန်လုံးနဲ့တင့်မြတ်အောင်နေတာဒါပေမဲ့အဲ့ဒီတင့်မြတ်အောင်ပေါင်းတင်တဲ့စိတ်ကပဲကျမလုပ်ငန်းတွေအောင်မြင်စေခဲ့တာကျမအမှုတွေကျမကိုအားကိုးတဲ့လူတွေကျမအဆင်ပြေအောင်လုပ်ပေးနိုင်ခဲ့တာဒါပဲရှိတယ်သိလားဘသူကမှနိုင်ငံရေးကိစ္စနဲ့ပတ်သက်ပြီးဘသူကတော့ဘာလုပ်နေတယ်ဘသူကဘာလုပ်နေတယ်ဆိုမှကျမပေါင်းတဲ့ရဲတွေတက်တွေကိုလက်တို့ပြီးတော့ဒုက္ခပေးခဲ့တာမရှိဘူးအဲ့ဒါလိုတည်တဲ့လူတွေတည်ပါတယ်မဲ့အခုကျမပြောပြီးကျမကိုဘလို့မလို့မုန်းထားပြီးဘလို့လူတွေဘလို့ကြောက်တုံခဲ့တာမသိပဲမဲ့ယုံတဲ့လူတွေကလည်းစဉ်းစားချစ်ချိန်ပြီးယုံတယ်ပြောလာမေးတဲ့လူတွေပြောပါလာတဲ့လူတွေများနေလို့ကျမဒီကနေပြောပြတာစဉ်းစားပြီးယုံပြီးဖြစ်နိုင်မဖြစ်နိုင်စဉ်းစားကျမရဲ့အိမ်ကပစ္စည်းလေးတွေဆုံးချုံသွားတာတော့ကျမနှမျောနေတာကျမချွေနေစာနဲ့ရှာထားတဲ့အတွက်ကျမနှမျောတာအဲ့ဒါဟိုမှအိမ်ကြီးတစ်လုံးလုံးကိုကျမဘုံချတော်လေးတယ်တိလားအဲ့ပိတ်ဆွဲတိရက်ကွာဟိုမိုင်းကြီးမှာဘုံမကြခဲ့လို့ကြာရင်အဲ့ဒါကျမလက်ချက်လို့တက်တီသွားအောင်ပါအခုကအဲ့မှာကျမတို့ရက်ကွက်လေးကအန်တယ်အခုချိန်ဒီဘေးကင်းနေဘာလက်နဲ့တခုမှလည်းမကြခဲ့လို့ကြာလို့ရှင်အဲ့တကယ်ကျမလက်ချက်လို့ဖြစ်အောင်ပါတိလားအခုတော့အဲ့လိုတွေဘာမှမရှိခဲ့လို့ဩတော့ပါသေးတယ်ဒါနောက်ဆုံးတော့သူတို့တမင်တက်လောက်ပြီးဖွာခဲ့တဲ့တရေမာကြီးဆိုတာတိခဲ့တာတိလားမဟုတ်ရင်တော့မတော်တဆတိုက်ဆိုင်သွားအဲ့ဘုံမြကြခင်အဲ့ရက်ကွက်မှာဘုံကြရင်ကျမလက်ချက်လို့ဖြစ်အောင်ပါကျမတို့စစ်ပေးဆောင်ကာလာမှာကျမတို့လည်းစစ်မပြေနေဘူးဒါပေမဲ့ဘာကဘလို့မှနိုင်ငံရေးကဘလို့ရှစ်ဆက်မှမတိတော့တာမပြန်မဲနေရကိုယ့်အိမ်ကိုအရန်လွမ်းတယ်ကိုယ့်မြို့ကိုအရန်လွမ်းတယ်ကျမတို့ကြောက်ချထားတဲ့လူတွေကြမ်းမှချမ်းသာပါစေလို့နော်မဟုတ်မမှန်တာကိုလည်းကျမဒီကနေဖြည့်ရှင်းပေးတာတွေးပေးကြပါလို့ပြောချင်ပါတယ်မြော်ရီမျိုးအောင်စီတဲခိုကန်အတွန်းပစ္စည်းဝင်ခုတီ BGF တပ်သားကိုတဲခိုကန်ပိုင်ရှင်နှင့်ရက်ကွက်နေပြည်သူတွေကဝိုင်းဖမ်းပြီးရဲလက်အပ်မြော်ရီစခန်းမှုက BGF တခိုးကိုဥပဒေအရအရေးယူခြင်းမရှိဘဲပြန်လွတ်ပေးဆိုတဲ့သတင်းကိုသတင်းမှန်ဖိုးစီကနေကောက်လုပ်တင်ပြပါတယ်ဒီဇင်ဘာလ9ရက်နေ့ဒီကနေ့မွန်းလွဲပိုင်းကကရင်ပြည်နယ်မြော်ရီမျိုးကြောက်လုံးတီရက်ကွက်ချီအောင်စီတဲခိုကန်အတွင်းပစ္စည်းဝင်ခိုးတီ BGF တပ်သားတူကိုတဲခိုကန်ပိုင်ရှင်နှင့်ရက်ကွက်နေပြည်သူတွေကဝိုင်းဝန်းစီးဖမ်းပြီးရဲလက်အပ်ခဲ့ကြောင်းသိရပါတယ်ပစ္စည်းခိုးယူသူမှာကရင်နယ်ကျောင်းဆောင် BGF တပ်ဖွဲ့မှအသက်24နှစ်အရွယ်တပ်သားနေလင်းအောင်ထိပြီးအောင်စီတဲခိုကန်အတွင်းဝင်ရောက်၍ပစ္စည်းခိုးယူနေစဉ်တဲခိုကန်ပိုင်ရှင်ကတီးရှိသွားပြီး၎င်းကိုဝိုင်းဝန်းဖမ်းဆီးပေးရန်ရက်ကွက်နေပြည်သူတွေအားအော်ဟစ်အကူအညီတောင်းခံခဲ့ကြောင်းတဲခိုကန်ပိုင်ရှင်ကအကူအညီတောင်းလို့ကျွန်တော်တို့ရက်ကွက်ထဲကလူတွေက BGF တခိုးကိုဝိုင်းဖမ်းကြတယ်ဝိုင်းဖမ်းတော့တခိုးကအဖမ်းမခံဘူးတဲခိုကန်ခေါင်မှုပေါ်တက်သွားတယ်သူ့ကိုမဖမ်းနဲ့တဲ့သူ့ကိုဖမ်းမယ်ဆိုရင်အောက်ခုန်ကြမယ်ပြောနေလို့ချောမော့ပြောဆိုပြီးဖမ်းခဲ့ရတယ်ဟုကြောက်လုံးကြီးရက်ကွက်နေပြည်သူတို့ကပြောဆိုပါတယ်ရဲနောက်တဲကိုခိုင်းပိုင်ရှင်နဲ့ရက်ကွက်နေပြည်သူတွေကအဆိုပါ BGF တခွာဥပဒေအရအရေးယူဆောင်ရွက်နိုင်ရန်မြဝတီမြို့မှာရဲစခန်းတို့ပို့ဆောင်ပေးခဲ့ပြီးမြအကြမ်းဖက်စစ်တပ်လက်ပါစီမြဝတီမြို့မှာစခန်းမှုကအဆိုပါ BGF တခိုးကနေလင်းအောင်ကိုအရေးယူခြင်းမရှိဘဲပြန်လွတ်ပေးလိုက်ကြောင်းသိရှိရပါတယ်ကိုစီရဲ့သုံးသက်ချက်တစ်စိတ်တစ်ပိုင်းတင်ပြပါတယ်အပြည့်အစုံကိုစီ channel မှာတွားရောက်ကြည့်ရှုနိုင်ပါတယ်အထူးတိုင်းစစ်ဌာနနီးပြွာ33ဗျူဟာမှုစောတာကိုခေါ်ကိုဘိတ်ပေါ့နော်ကိုဘိတ်နဲ့တဝဲခိုင်အမှတ်1တက်ရင်မှုမင်းသားကြီးကိုမင်းသားကြီးအပအဝင် PDF တွေ90လောက်အခုရှိသွားပြီဖမ်းနေတာ KNU တက်ရင်တမ4လောက်ခံတက်ရင်7ကဖမ်းတာ
အခုထိတည်းမဆိုင်တဲ့ထောက်ပို့တွေပါအကုန်လိုက်ဖမ်းနေတယ်ကြားတယ်အခုဒီညနေမိုးချုပ်ခံနေအထိအဲ့တော့ဒီကိစ္စနဲ့ပတ်သက်လို့ဖြစ်တာဘာလဲဆိုတော့ကျွန်တော်အောက်ကိုလည်းတိုက်ရိုက်ဆက်သွယ်လို့ရောက်သွားပြီသူတို့ဖမ်းကန်ထားတဲ့သူတို့ဖမ်းထားတဲ့လူတွေတဲကိုလည်းကျွန်တော်တိုက်ရိုက်ဆက်သွယ်ထားဖို့ပြီဖြစ်တဲ့ပြဿနာကသူတို့ KNU ကဒီတိုင်တမလေးအောက်ကတိုင်စနစ်ကရဲဘော်လေးနဲ့ PDF ဒီဘက်က PDF တယောက်နဲ့ရန်ဖြစ်ကြတယ်အဲ့ဒီ2ယောက်ဟာလည်းတင်တန်းအတူတူဆင်းလာတဲ့2ယောက်အဲ့ဒီရန်ဖြစ်တဲ့နေရာမှာသူတာတယ်ငါနာတယ်ဆိုကနေပြဿနာစဖြစ်ပြီးတော့အဲ့ဒီပြဿနာခေါင်းစဉ်နဲ့ဖမ်းတာအဲ့တော့ဒီညမှာကျွန်တော်ပြောချင်တယ်ဒီလောက်ရဟာဒါ KNU ကိုတိတ်ခါချလိုက်တဲ့လောက်ရပဲ KNU ကိုချီးရင်းနဲ့ကိုပြစ်ချနေတဲ့လောက်ရပဲဒါကို KNU လူကြီးပိုင်းတွေ KNU ဗဟိုတွေကဘလို့ဆုံးဖြတ်မလဲဘလို့တုံ့ပြန်မလဲဆိုတာကိုအားလုံးစောင့်ကြည့်နေကြတယ်လက်ရှိအောက်မှာရှိတဲ့ PDF တွေကရှူးရှူးချဲထပ်ဖြစ်ပြီးတော့ပြစ်မဲ့ခတ်မဲ့အစစ်အဖြစ်နေပြီဒါပေမဲ့အားလုံးကလုံးဝကြည်ဖောက်ခွင့်မပေးထားဘူးလူကြီးချင်းဒီပြဿနာကိုရအောင်ညှိမယ်ဆိုပြီးတော့ပြောနေတယ်ဒါပေမဲ့တော့အခုချိန်ထိလိုက်ဖမ်းနေတယ်အဲ့တော့စဖြစ်တဲ့ပြဿနာကဒီခလေးချင်းဖြစ်တဲ့ပြဿနာတစ်ခုကိုခေါင်းစဉ်တည်ပြီးတော့ဒီလိုမျိုးရန်သူအကြိုက်နော်ခွေးလောက်ရက်ကိုလောက်တာဘာလို့ဆိုတော့ဒီလိုလောက်ရက်ကဒါစစ်ခွေးတွေလောက်တာစစ်ခွေးတွေလောက်တဲ့အလုပ်ကိုလောက်တယ်ဆိုတာဒါ KNU ရဲ့တမိုင်းကိုရိုင်းအောင်လုပ်ပြစ်တာ